everyone အားလုံးပဲမင်္ဂလာပါဒီမှာတော့ဒီနေ့မှာအနောက်ပြန်လည်ကြအောင်ဗီဒီယိုပြပြမှာပဲဖြစ်ပါတယ်เนาะဒီမှာနဲ့တူတူလိုက်ကြည့်ပေးကြပါအောင်เนาะမစခင်ဒီ channel လေးကို like and subscribe လေးလည်းလုပ်ပေးချပါအောင်เนาะအဲ့ဒါဆိုသွားကြရအောင်အခုကကျမတို့ကဟိုအမြင့်ဆုံးတိုက်ကိုသွားမှာပေါ့เนาะအမြင့်ဆုံးတိုက်ကိုသွားမယ်ဆိုတော့ကအမြင့်ဆုံးတက်ကိုသွားမယ်ဆိုတော့အများဆုံးဒုံးပြန်နဲ့သွားမှာသူ့ရဲ့အပေါ်ဆုံးထပ်ကနေပြီးတော့မှတစ်ဆင့်နောက်ပြန်လန်ကြတဲ့နေကိုလုံးမှာပေါ့နော်နောက်ပြန်လန်ကြတဲ့နေကိုလုံးမှာဆိုတော့အဲဒီလိုလုံးမှာဆိုတော့ကအခုလောလောဆယ်ဒီမှာအိုးဆိုတဲ့ဟာလည်းဝင်ပြီးအိုးရာကိုနှိပ်လိုက်ပေါ့နော်ဘွိုက်ဆိုသူ့ကိုရွှေနဲ့အမှဓာတ်ပေါ်လာလိုက်မယ်ပဲเนาะအဲ့ဒါကို short ရင်းနဲ့အဲ့နားဟာကိုနှိမ့်နဲ့ဒီလိုပေါ့เนาะအဲ့လိုဆိုသူဟာရက်သွားတယ်အဲ့ခါကျရင်သူမကိုဒီလိုချလိုက်ပြီးဆိုရသွားပါပြီပေါ့เนาะဘွိုက်ဆိုအဲ့ချင်တယ်ဆိုသူအဲ့ရောက်တော့မှဒီလို sleep လောက်လိုက်ပေါ့เนาะအဲ့ခါကျရင်သူမကပြုတ်ချပြီးမူးလဲသွားပါပြီအားလုံးပဲပါဒီ channel ကိုကြိုက်တယ်ဆိုရင် like subscribe လေးလုပ်ပေးကြပါဦးနော်အားလုံးပဲတတား